ကျေးဇူးရှင်တောင်သူကြီးများအားလုံးမင်္ဂလာပါကျွန်တော်မောင်ရဲတို့မှာအခုကျွန်တော်ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာတွေကတော့မဘဲပဲဒီစိမ်းစိုက်ခင်းတွေမှာအသုံးများနေတဲ့အားစေးတွေအကြောင်းပဲဖြစ်ပါတယ်မဘဲနဲ့ပဲဒီစိမ်းစိုက်ခင်းတွေမှာအားစေးတွေအသုံးပြုရတဲ့အဓိကအကြောင်းအရာကတော့သီးနှံအထွက်တိုးဖို့ဆိုတာအားလုံးသိပြီဖြစ်ပါတယ်သီးနှံအထွက်တိုးဖို့ဆိုတဲ့အပိုင်းမှာအချက်၅ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ချက်အနေနဲ့အရည်သွေးကောင်းမှုရမယ်နံပါတ်2အချက်အနေနဲ့အလေးချိန်စီးရမယ်နံပါတ်3အချက်အနေနဲ့အယောင်အသွေးလှရမယ်နံပါတ်4အချက်အနေနဲ့အစိတ်အရွယ်စားညီညာရမယ်နံပါတ်5အချက်အနေနဲ့ပိုးပေါက်ကင်းရမယ်ဆိုတဲ့ချက်တွေအဓိကပါဝင်ပါတယ်အဲ့ဒီတော့ဒီအချက်တွေနဲ့ပြည့်စုံဖို့ဆိုရင်အပင်အနေထားကလည်းကောင်းဖို့လိုအပ်ပါတယ်အပင်အနေထားကောင်းဖို့ဆိုတဲ့နေရာမှာလည်းအချက်၄ချက်ကိုပြောပြခြင်းပါတယ်နံပါတ်1အချက်အနေနဲ့အမြင့်ဖွံ့ဖြိုးမှုအားကောင်းပြီးပင်စီတောင်တင်းတန်မာရမယ်နံပါတ်2အချက်အနေနဲ့အပင်အထားကြွကောင်းရမယ်နံပါတ်3အချက်အနေနဲ့အစာချက်လုံးမှုအားကောင်းပြီးအရွက်များစိမ့်ဆူတောက်ပမှုရှိရမယ်နံပါတ်4အချက်အနေနဲ့ပွင့်ကိုင်းသီးကိုင်းများပြီးတော့ပုံမှန်ထက်အသီးတင်အားကောင်းရမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်အဲဒီတော့ကျွန်တော်ပြောပြထားတဲ့အပေါ်အချက်တွေနဲ့ပြည့်စုံဖို့ဆိုရင်မိမိရွေးချယ်အသုံးပြုမဲ့အားစေးမှာလည်းအာဟာရဓာတ်စုံလင်အောင်ပါဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့လယ်သမားကြီးတို့ကို recommend ပေးခြင်းတဲ့အားစေးတစ်မျိုးရှိပါတယ်အဲ့ဒီစီကတော့ NAB ကုမ္ပဏီကထုတ်လုပ်ဖြန့်ဖြူးနေတဲ့အောင်ပါဝါ1-2မဘဲနဲ့ပဲနီစိန်အထူးရွက်ဖြန်းအားစေးအကြီးပဲဖြစ်ပါတယ်အောင်ပါဝါ1-2အားစေးအကြီးရာဆိုရင်တီးနှံပင်အတွက်လိုအပ်တဲ့အာဟာရဓာတ် NPK အပြင်အနည်းလိုအာဟာရဓာတ်10မျိုးနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့အပြင်အရည်သွေးကောင်းပြီးဇင်းတို့အရာလည်းချိုတာမှန်ကန်တဲ့အတွက်ကြောင့်ကုန်ကြမ်းစိတ်သက်သာတာနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့် NAB ကုမ္ပဏီကထုတ်လိုက်တဲ့အောင်ပါဝါ1-2အားစေးအတွဲကိုစိတ်ချယုံကြည်စွာအသုံးပြုခြင်းအပြင်အပင်အနေထားကောင်းပြီးသီးနှံအထွက်တိုးမှာတေချာမယ်ဆိုတဲ့အကြောင်းကိုချစ်ခင်စွာနဲ့မျှဝေလိုက်ပါတယ်ကျေးဇူးရှင်တောင်သူကြီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာ၍ကောက်ပွဲသီးနှံများကောင်းစွာဖြစ်ထွန်းပြီးဈေးကောင်းများနဲ့ရောင်းချနိုင်ပါစေလို့ကျွန်တော်မောင်ရဲတို့မှာဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ Nice.